ဒေါက်တာနဲ့မတွေ့ရတော့တော်တော်ကြာပြီနော်ဒေါက်တာ ဟုတ်ပါဗျာကျွန်တော်ကိုမိုက်ကက်လူနာနဲ့ပဲရှုပ်နေတာဗျာ ကျွန်တော်လည်းကြံတွင်းဆိုင်လေးပိတ်တော့ကျွန်တော်ကြွေးကျင်တဲ့လူတွေကိုစတူဒီတာဖိတ်ကျွေးနေတာဗျအဲဒေါက်တာလည်းမလို့ပဲစားအောင်လေ ကောင်းတော့ပါဗျာကျွန်တော်ကုသိုလ်ရတာပေါ့ မဟုတ်ဘူးကျွန်တော်နဲ့တဲ့တဲ့လူတွေကိုပဲစတူဒီတာကျွေးရအောင်နော်ကျွန်တော်တဲ့တဲ့ကောင်တွေတကောင်းမှမကျွေးဘူးဆရာနေဝါတာလားအဲ့ဒါဆိုရင်ဒီစင်မင်းဆန်ရက်လေးတောက်ကြည့်လိုက်ဒီကောင်ကလေမုံလုံးကြီးပေါ်နဲ့စင်မင်းဆန်ရက်နဲ့အရန်လိုက်တယ်ဗျာရှက်ဟဲ့မမထားတာမမေ့နဲ့နော် ဟုတ်ကဲ့ဆရာမိန်းကလေးဆို6လုံးယောက်ျားလေးဆို2လုံးပဲဆရာ ဟဲ့ဘိုးလို့ဆောင် မပြီးသေးဘူးဆရာထင်းညက်ရထဲကိုကျန်တော့ အဲ့လိုမြင်မြင်လောက်ကွာမြင်မြင်လောက် ဟုတ်ကဲ့ ရှက်ဒါလေးတောက်လိုက်အောင်လေနော် ဟုတ်ကဲ့ ရှက်မလို့ရပါနဲ့လိုက်တယ် ဟုတ်ကဲ့ဆရာ ဒေါက်တာအခုတလောကျွန်တော်လက်ရည်တော်တော်တက်လာတယ်မှာ ဟာတက်လာတော့ဗောကိုမိုက်ကက်အမမီတော်ဝင်ထိုးလို့ရနေပြီဗျာ ဟောအဲ့လောက်တော့ဖြစ်သွားပြီလား ပြည့်လို့ပါကိုမိုက်ကက်ကျွန်တော်လက်ထီကိုကောင်းမယ်ဗျာ ဆရာတော့ခေါက်ပေးမရှင်းနဲ့ထားပါရဲ့ပဲ ဟဲ့ ဟာကိုမိုက်ကက်ကောင်းလိမ့် ဟဲ့လောင်းမလို့ရပါလားစား ဟုတ်ကဲ့ဟုတ် ခဏနေအောင်နှလုံးမဲစားနော်ဒါတော့ငါနဲ့တဲတဲ့ကောင်တွေပဲကျွေးရအောင်နော်မတဲတဲ့ကောင်တွေကိုလုံးဝမကျွေး ဟုတ်ကဲ့ ဘူးမြင်မြင်စားဟဲ့ငါမင်းတို့စနေတာကွာငါမင်းတို့ခင်မာတယ်ကွာကဲ3လုံးစားဟုတ်ပြီလားဟဲ့ဟုတ်ဘိုးလည်းဆောင်တော့ယူလာပဲ ဟုတ်ကဲ့ဆရာဟုတ် ဟဲ့စင်မြေဘရန်တောင်းနဲ့ယူခဲ့လားကဲရော ကိုမိုက်ကက်ဒီမိုးလက်ဆောင်တဲ့ကိုရမ်တောင်းနေထက်တောက်လို့ရလား ဘာလို့တောက်လို့မရမှာလဲရန်ကကြံရလို့တာလေဘိုးလက်ဆောင်ထဲမှာထညက်ရည်ပါတယ်အဲ့တော့ထညက်ရည်နဲ့ကြံနေဘယ်လောက်လိုက်ဖက်လဲဒါတကြံလေးကွာမလို့တောက်မှလားမတောက်ဘူးလားပြောဟုတ်ပြီအဲ့ဒါ cheers cheers ဒါနဲ့မေးဟိုတခါငါးဆိုင်ကိုလာတော့ review ရေးမယ်ဆိုပြီးမရေးဘူးမှာ review လေးတော့ရေးပေးတော့အောင် ဟိုကောင်လေ तू ရေးမယ်ပြောလို့ကျွန်တော်မရေးပြတာကိုက तू မရေးပြလိုက်ဘူးကျွန်တော်စိတ်မဆိုးမှလည်းကိုကတောင်းမှမှာကျွန်တော်တောင်းမှမှာ ဟောလက်တွေရောင်းနေပြီနော်လက်တွေရောင်းနေပြီကွာနော် ချစ်ချောပါကိုမိုက်ကက်ကျွန်တော်ဂျန်နယ်လေးပဲနားတာပါဗျာ အခုကျွန်တော်ဘာလုပ်ပေးရမလဲကိုကျွန်တော်ဘာလုပ်ပေးရမလဲ ဟောအဲ့လိုလားအဲ့ဆိုမင်းငါ့ကိုကောက်တေးသွားဖြော်ပေးရအောင်
တော့ဒေါက်တာတော့ပေါ့တော့ ဒီကပါလေ ဒါကတော့ကိုမိုက်ကဲကြိုက်လဲဖြစ်အောင်ကြမ်းနဲ့လဲလိုက်အောင်လို့စစ်မြစ်ဆန်ရက်ကို punch လုပ်ပြီးဖြော်ပေးတာပါကိုတောက်ကြည့်ပါအောင်ဆို ကောင်းတာပဲပေါ့ဒါနဲ့ဘူးအောင်ပါ ဒီဟာလေးကတော့ဒီကောက်တေးကတော့ဒေါက်တာအတွက်စစ်မြစ် run ton နဲ့ဖြော်ပေးတာပါစစ်မြစ် run ton နဲ့ punch ပေါ့နော်ချွတ်ချွတ်မှုနဲ့ရေးကြည့်ပါဦး မင်းတို့ကစွန့်ရတာလဲဆိုသေးတယ်လူရွေးကျွေးတယ်ဆိုတာဘာဆောက်တာလဲကွာမင်းတို့လူကဘာလို့လဲ ဟုတ်ဘာများအဆင်မပြေတာရှိလို့လဲ မင်းတို့ဆိုင်မှာဘာအဆင်ပြေတာရှိတယ်စားစရာရောတောက်စရာရောလုံးဝအဆင်ပြေငါ review ရေးတော့မယ် အဲ့ကောင်ရောက်လာကြပြီပေါ့ဟဲ့ဖက်ကင်တာသွားပါပြီကွာငါနိုင်လေတော့သွားပါပြီမိုက်ကယ်ရှေကြီးဟာ